အေဒီနီယာပြည်နယ်မှာဘရင်ဂျေရက်ကသမီးဖြစ်သူကီတာနာကိုလဲဆွဲလေးတစ်ခုပေးခဲ့ပြီးနဖျားရိုင်တင်ကသူတို့ကိုအမြဲစောင့်ရှောက်နေမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအာဝေါ်ရဲ့အေဂရီရှောင်းခန်းကစစ်တပ်နဲ့အတူရောက်လာပြီးတော့နေမြေအားလုံးကိုသူ့အောက်မှာသိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့နတ်ဖျားတွေရဲ့စီမင်းအရာစစ်တိုင်းမဲ့အစားတယောက်ချင်းရှင်ပြိုင်ရတဲ့မော်တယ်ကွန်ဘတ်ပြိုင်ပွဲကိုပဲရှင်ပြိုင်ရမှာဖြစ်ပါတယ်။အေဒီနီယာရဲ့စစ်သည်တွေအားလုံးရှုံးနေသွားတဲ့အတွက်ကြောင့်ဘရင်ဂျေရက်ကိုရိုင်တိုင်းပြည်အတွက်ရှောင်းခန်းကိုရင်ဆိုင်ဖို့တိုက်ပွဲဝင်ခဲ့ရပါတယ်။ဘရင်ဂျေရက်ကရှောင်းခန်းရဲ့လက်နက်ကိုအဝေးကိုလွှင့်ထွက်သွားအောင်လုပ်နိုင်ခဲ့ပေမဲ့ရှောင်းခန်းကပြန်လူယူပြီးပြင်းပြင်းထန်ထန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှောင်းခန်းကဂျေရက်ကိုရဆက်ဆက်တပ်ပစ်လိုက်ပြီးအေဒီနီယာပြည်လဲရှောင်းခန်းလက်အောက်ကိုကြားရောက်သွားခဲ့ရပါတော့တယ်။ဒီပြားစင်တဲလဲဖမ်းဆီးခံလိုက်ရပြီးအာလုံးဒူထောက်ခဲ့ရပေမဲ့သမီးဖြစ်သူကီတာနာကတော့ဖခင်ရဲ့ဖဲကျိုးကိုစပင်မှာချီပြီးရဲရဲဝံ့ဝံ့ရက်တည်နေခဲ့လို့ရှောင်းခန်းကသူ့သမီးအဖြစ်ဝေစားလိုက်ပါတယ်။အနည်း20ကြာပြီးတဲ့နောက်မှာတော့ကီတာနာကအစွမ်းထက်တဲ့စစ်တီတော်ဖြစ်လာပြီးဂျိန်းနဲ့အတူလေ့ကျင့်တဲ့အခါမှာသူ့ရဲ့ဖဲကျိုးကိုလက်နက်အဖြစ်သုံးပြီးအနိုင်ယူပြခဲ့ပါတယ်။ရှောင်းခန်းကနောက်ထပ်ပြိုင်ပွဲအတွက်ပြင်ဆင်နေပြီးရှန်ဆောင်ကကင်နိုခိုးယူသွားတဲ့အစွမ်းထက်အဆောင်လက်ဖွဲ့ကိုရှာဖွေဖို့သတင်းပေးလာခဲ့ပါတယ်။တစ်ဖက်မှာလည်း Lord Riding ကကဘာမြေကိုကာကွယ်ဖို့ချန်ပီယံတွေကိုစုစည်းနေပေမဲ့စစ်သည်တယောက်လိုအပ်နေပါတယ်။မင်းသားဂျွန်နီကေဂျာကတော့ရုပ်ရှင်ရိုက်ကွင်းမှာရန်ပွဲတွေကိုတရုပ်ဆောင်နေပါတယ်။ဒါပေမဲ့ဒါရီဟာရုပ်ရှင်အဟောင်းတွေပဲဖြစ်ပြီးအခုချိန်မှာတော့သူ့ကိုပရိသတ်တွေကမီလီယံနေကြတဲ့အတွက်ကြောင့် Riding နဲ့ဆိုနီယာတို့ကသူ့ကိုလာပြီးဖိတ်ခေါ်ခဲ့ပါတယ်။ Riding ကတကူနဲ့တကားတကူဖွင့်ပြလိုက်မှဂျွန်နီလည်းကဘာမြေကိုကယ်တင်ဖို့လက်ခံလိုက်ပါတယ်။ဒါပေမဲ့အသက်အန္တရာယ်ရှိတာကိုသိလို့နှုတ်ထွက်ခြင်းပေမဲ့လည်း Riding ကတားဆီးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအော်ဝေါ်မှာတော့ကွမ်ချီကသေသွားတဲ့ကီနိုကိုမှော်အတက်နဲ့ပြန်ပြီးအသက်သွင်းပေးခဲ့ပြီးသူတို့စီကခိုးယူထားတဲ့အဆောင်လက်ဖွဲ့ကိုပြန်ပြီးသိမ်းပိုက်လိုက်ပါတယ်။ကွမ်ချီကကီနိုရဲ့ပျက်စီးသွားတဲ့မျက်လုံးကိုလေးစားမျက်လုံးသစ်တစ်ခုပြန်တက်ပေးလိုက်ပြီးပြိုင်ပွဲစတင်တဲ့အချိန်မှာတော့ဂျွန်နီလည်းအော်ဝေါ်ကိုရောက်သွားပြီးကီတာနာနဲ့ရင်ဆိုင်ရပါတော့တယ်။တိုက်ပွဲစာရနဲ့ကီတာနာကပန်ကာဓမြောင်တွေနဲ့တရားချမ်းတိုက်ခိုက်လို့ဂျွန်နီလည်းတနိုင်သမျှကာကွယ်ခဲ့ပေမဲ့နောက်ဆုံးမှာအပြင်းထန်တရားရပြီးရှုံးနိမ့်သွားခဲ့ရပါတယ်။ဒုတိယမြောက်တိုက်ပွဲအဖြစ်ဆိုနီယာကအော်ဝေါ်ရဲ့မိဖုရားစင်တဲနဲ့ရင်ဆိုင်ရပြီးစင်တဲရဲ့ထိတ်လန့်စရာအော်တန်တွေကြောင့်အသေးအတန်ခုခံနေရပါတယ်။ဆိုနီယာနဲ့စင်တဲတို့ရဲ့တိုက်ပွဲကတော့ပိုပြီးပြင်းထန်လာပါတယ်။စင်တဲကဆိုနီယာကိုအဝေးကိုလွှင့်ထွက်သွားအောင်အော်ဟစ်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့လည်းဆိုနီယာကပြန်ထလာပြီးစင်တဲကိုအဆက်မပြတ်ထိုးနဲ့တိုက်ခိုက်ပြီးတော့တန်ဆူးတွေဘောကိုတွန်းချဖို့အစွမ်းကုန်စူးစမ်းပါတော့တယ်။နောက်ဆုံးမှာတော့ဆိုနီယာကသူ့ရဲ့စွမ်းရည်တွေကိုအသုံးပြုပြီးစင်တဲကိုတန်ဆူးတိုင်ပေါ်လွှင့်ပစ်လိုက်တဲ့အတွက်ကြောင့်ဒီပွဲမှာအနိုင်ရသွားခဲ့ပါတယ်။မိမန်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ Riding ကဂျွန်နီကိုပြိုင်ပွဲကနေထွက်လိုက်ရပြီလို့ပြောပြပြီးစိတ်မပြတ်ဖို့အတွက်အားပေးစကားပြောခဲ့ပါတယ်။နောက်တနေ့မှာတော့ကီတာနာဟာဒေါအုပ်ထဲကဗိမ္မာန်ငယ်တစ်ခုမှာတယ်လီပို့လဲဆွဲကိုဝစ်ဆင်ပြီး Riding ရှိတဲ့ဗိမ္မာန်စီကိုရောက်လာခဲ့ပါတယ်။ Riding ကကီတာနာဟာသူတို့နဲ့လျှို့ဝှက်ပူးပေါင်းထားတာဖြစ်ကြောင်းရှင်းပြပြီးရှောင်းခန်းဟာအဆောင်လက်ဖွဲ့ကိုရသွားပြီလို့ကီတာနာကသတိပေးလိုက်ပါတယ်။ကီတာနာသူ့ရဲ့အဝတ်ကဘာကိုပြန်ရောက်လာတဲ့အခါဂျိတ်ကစောင့်ဆိုင်နေပြီးကီတာနာကိုတစ္ဆာဖောက်တယောက်အဖြစ်ဆွဆွဲပြောဆိုပါတော့တယ်။အဲ့ဒီအချိန်မှာကွမ်ချီကသေဆုံးသွားတဲ့ကွန်လောင်ကိုပြန်လဲရှင်သန်စေပြီး Riding ကိုအပြင်းထန်ဒဏ်ရာရအောင်တိုက်ခိုက်ခိုင်းလိုက်ပါတယ်။ရှန်ဆွန်ကဂျွန်နီနဲ့ Riding တို့ရဲ့အစွမ်းတွေကိုအတင်းအကျပ်ဆုပ်ယူလိုက်ပေမဲ့ဆိုနီယာရဲ့တိုက်ခိုက်မှုကြောင့်ရန်သူတွေပြန်ဆုတ်သွားကြပါတယ်။ကွမ်ချီကဆုပ်ယူရရှိလာတဲ့အစွမ်းတွေနဲ့အဆောင်လက်ဖွဲ့ကိုရှောင်းခန်းရဲ့ရင်ဘတ်ထဲကိုထည့်သွင်းပေးပြီးသူ့ကိုမသိနိုင်တဲ့သူဖြစ်စေခဲ့ပါတယ်။မေလာပိုက်ထဲမှာကိုဟာရှောင်းခန်းနဲ့ရင်ဆိုင်ရပြီးအစွမ်းကုန်တိုက်ခိုက်ပေမဲ့လည်းရှောင်းခန်းရဲ့အစွမ်းကြီးမားမှုကြောင့်ကိုသေဆုံးသွားခဲ့ပါတယ်။လမ်းမပေါ်မှာတော့ဂျက်စ်ကဂျိန်းနဲ့ရှင်ပြိုင်ပြီးအနိုင်ယူလိုက်ပေမဲ့ဂျိတ်ကိုတတ်မပစ်ပဲသူ့ရဲ့အသက်ကိုချမ်းသာပေးလိုက်ပါတော့တယ်။နောက်ထပ်တိုက်ပွဲမှာလူကန်ကကွန်လောင်ကိုနာဝင်အောင်ဖြောင်းဖြပြောဆိုပေမဲ့လည်းကွန်လောင်ကတော့ရက်တန့်ခြင်းမရှိဘဲဆက်လက်တိုက်ခိုက်နေပါတယ်။နောက်ဆုံးမှာလူကန်ဟာကွန်လောင်ကိုပြန်လဲတပ်ဖြတ်လိုက်ရပြီးရှောင်းခန်းကတော့အဆောင်လက်ဖွဲ့နဲ့အတူဆက်ဇီရိုကိုပြန်လဲရှင်သန်စေခဲ့ပါတယ်။ချန်ပီယံတွေပြန်ရောက်လာတဲ့အခါကိုသေဆုံးသွားတာကိုသိလိုက်ရပြီးကီတာနာကရှောင်းခန်းကိုတားဆီးဖို့လျှို့ဝှက်ဥမင်အကြောင်းကိုပြောပြပါတယ်။ဒါပေမဲ့ကီတာနာအောက်ဝေါ်ကိုပြန်အသွားမှာဖမ်းဆီးခံလိုက်ရပြီးချန်ပီယံတွေကတော့တာဂီတန်ရွာကိုရောက်သွားပြီးခေါင်းဆောင်ဘာရက်ကာနဲ့တွေ့ဆုံပါတယ်။ဘာရက်ကာကကူညီဖို့ညှင်းဆန်တဲ့အတွက်ဂျွန်နီကစိန်ခေါ်လိုက်ပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားကဂျွန်နီကအသေးအတန်ခုခံနေရပါတော့တယ်။ဒါပေမဲ့လည်းဆိုနီယာရဲ့အားပေးစကားကြောင့်ဂျွန်နီဟာသူ့စွမ်းရည်အမှန်ကိုထုတ်သုံးပြီးဘာရက်ကာကိုအနိုင်ယူကမဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘာရက်ကာကသူတို့ကိုလျှို့ဝှက်ဥမင်လန်းစီကိုလမ်းညွန်ခေါ်ဆောင်သွားပြီးကင်းဆောင်နေတဲ့သူတွေကိုရှင်းလင်းပေးလိုက်ပါတော့တယ်။တာဂီတန်တွေဟာနန်းတော်ထဲဝင်ခွင့်မရှိတဲ့အတွက်ဘာရက်ကာကဆက်မလိုက်တော့ပါဘူး။ချန်ပီယံတွေနန်းတော်ထဲမဝင်ခင်မှာပဲသူထွက်ခွာသွားပါတယ်။
ရာဇပလင်ခမ်းမထဲမှာတော့ရှောင်းခန်းကကီတာနာကိုဖွင့်ဟဝန်ခံခိုင်းဖို့ကြံစီနေပါတယ်။ကွမ်ချီကအစင်တဲကိုအသက်ပြန်သွင်းပေးပြီးဖြစ်လို့ကီတာနာကိုချိန်ချောက်လိုက်ပါတယ်။နောက်ဆုံးမှာတော့ကီတာနာကကဘာမြေကိုသွားခဲ့တယ်လို့ဝန်ခံပြီးရိုင်းတင်နဲ့တွေ့ဖို့သွားပေမဲ့ရှာမတွေ့ဘူးလို့ပြောတဲ့အတွက်သူမကိုမြို့လေမှာတန်ကြိုးတုတ်ခိုင်းလိုက်ပါတယ်။စင်ချက်လန်းထဲမှာချန်ပီယံတွေဟာအဆောင်လက်ဖွဲ့ကိုရှာဖို့လူခွဲလိုက်ကြပါတယ်။လူကန်ကအရင်ဆုံးရှာတွေ့ပေမဲ့ရှောင်းခန်းလည်းချက်ချင်းရောက်လာပါတယ်။တိုက်ပွဲဖြစ်ပွားပြီးရှောင်းခန်းကိုဒီတိုင်းတိုက်ရုံနဲ့မနိုင်နိုင်တာကြောင့်လူကန်ကအထူးမီနဂါနှကောင်တိုက်ခိုက်မှုသုံးပေမဲ့ရှောင်းခန်းကိုဘာတရမှမရစီခဲ့ပါဘူး။လက်ချင်းချင်းတိုက်ခိုက်ရင်လူကန်ကရှောင်းခန်းရဲ့လက်နက်ကိုလူယူပြီးလောင်အင်ကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့ရှောင်းခန်းကတားဆီးပြီးလဲကျအောင်တိုက်လိုက်ပါတယ်။အဲ့ဒီအချိန် Jess ရောက်ရှိလာပြီးလူကန်ကအာယုံလွှဲပေးတဲ့အတွက် Jess ကစက်ရုပ်လက်မောင်းနဲ့အလောင်အင်ကိုဖျက်ဆီးလိုက်ပေမဲ့ရှောင်းခန်းကပြင်းပြင်းထန်ထန်တိုက်ခိုက်ပါတယ်။ဆိုနီယာတို့ရောက်လာချိန်မှာတော့ရှောင်းခန်းက Jess ရဲ့လက်မောင်းတစ်ဖက်ကိုဖျက်ပစ်လိုက်ပြီး Jess ရဲ့လက်မောင်းနဲ့ပဲဆိုနီယာကိုပြန်လည်ရိုက်နှက်ပစ်လိုက်ပါတယ်။ Jess ရဲ့ကျန်တဲ့လက်ကိုလည်းရှောင်းခန်းကထပ်ချိုးပစ်လိုက်ပါတယ်။အဲ့ဒီအချိန်ဂျူနီကအဆောင်လက်ဖွဲ့ကိုယူဖို့ပြေးပေမဲ့ဆက်ဇီရိုကပေါ်လာပြီးလူယူသွားခဲ့ပါတယ်။ရှောင်းခန်းက Jess ကိုတပ်ပစ်ပြီးဆိုနီယာနဲ့အတူပျောက်ကွယ်သွားပါတယ်။အဆောင်လက်ဖွဲ့မရှိတော့ဘဲစောင့်ကြက်သူတွေရောက်လာချိန်မှာကင်နိုကလေဆာနဲ့တပ်ပစ်လိုက်ပါတယ်။သူတို့ပြန်ရောက်ချိန်မှာကင်နိုကဆက်ဇီရိုဟာအဆောင်လက်ဖွဲ့ကိုငရဲပစ္စည်းယူသွားပြီလို့ပြောပြတဲ့အတွက်ရိုင်းတင်ကသူတို့ကိုပို့ပေးပြီးစကော်ပီယန်ကိုရှာခိုင်းလိုက်ပါတယ်။ဆက်ဇီရိုအသက်ရှင်နေတာသိရလို့စကော်ပီယန်ကဒေါသထွက်ပြီးငရဲပြည်ဝင်းကျင်ကိုပြောင်းလဲစေပါတယ်။တစ်ဖက်မှာတော့ဂျိတ်ကကီတာနာကိုမြို့လယ်မှာတန်ကြိုးတုတ်ထားလိုက်ပါတယ်။ဂျိတ်ဟာရှမ်းစွန်းထန်သွားပြီးအဆောင်လက်ဖွဲ့ကိုကာကွယ်ပေးခြင်းတယ်လို့ပြောတဲ့အတွက်သူမလက်နက်ကိုအစွမ်းထက်စေပါတယ်။မြို့လယ်မှာတော့ရှောင်းခန်းလဲပေါ်လာပါတော့တယ်။ဆိုနီယာနဲ့လူကန်တို့ဟာရှောင်းခန်းကိုပူပေါင်းတိုက်ခိုက်ကြပေမဲ့ရှောင်းခန်းကအစွမ်းထက်လွန်တဲ့အတွက်သူတို့နှစ်ယောက်စလုံးကိုလွယ်လွယ်ကူကူပဲနှိမ်နင်းလိုက်ပါတယ်။ငရဲပြည်မှာတော့ချန်ပီယံတွေဆက်ဇီရိုနဲ့တွေ့ဆုံရပြီးဆက်ဇီရိုကကိုပွားပြုတ်လုံနိုင်တဲ့စွမ်းအားသစ်နဲ့တိုက်ခိုက်နေချိန်စကော်ပီယန်ကဆက်ဇီရိုအစစ်နဲ့ရင်ဆိုင်ရပါတယ်။ဂျူနီကကိုပွားတကောင်ကိုဖမ်းချုပ်ပြီးကင်နိုကလေဆာနဲ့ဖျက်ဆီးလိုက်ပေမဲ့ဒုတိယကိုပွားကကင်နိုကိုဖမ်းတဲ့အတွက်ခပတ်ကိုပြစ်ခတ်ကအဆောင်လက်ဖွဲ့ကိုယူလိုက်ပါတယ်။ဂျူနီပြင်းနေချိန်မှာကင်နိုကကိုပွားရဲ့ကန်ထုံးမှုကိုခံရပြီး၆ထဲကျလို့နေပါဖြစ်သွားပါတယ်။စကော်ပီယန်ကတော့ဆက်ဇီရိုရဲ့ကိုပွားကိုပိုင်းဖြတ်ပစ်လိုက်ပါတယ်။ရှောင်းခန်းကကီတာနာကိုအနိုင်ယူချိန်ဆက်ဇီရိုကဂျူနီစီကအဆောင်လက်ဖွဲ့ကိုလူယူသွားပေမဲ့ဂျိတ်ကပေါ်လာပြီးပြစ်ခတ်တယ်လို့ကင်နိုနဲ့စကော်ပီယန်တို့လည်းပြစ်ခတ်ကြပါတယ်။ရှန်ဆွန်ကရိုက်တင်ကိုတက်ဖို့လုံနေချိန်မှာဂျွန်နီနိုးလာပြီးသူစွမ်းအားအပြည့်နဲ့ကန်ချက်ကြောင့်အဆောင်လက်ဖွဲ့ပျက်စီးသွားကရိုက်တင်လည်းစွမ်းအားတွေပြန်ရလာပါတယ်။မြို့လယ်မှာကီတာနာကရှောင်းခန်းကိုတရားရအောင်တိုက်ခိုက်ပြီးဦးထုတ်ချွတ်ကအမြင့်ပြတ်တက်ပစ်လိုက်တဲ့အတွက်ပြိုင်ပွဲပြီးဆုံးပြီးကီတာနာလည်းဘရင်မသစ်ဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ချန်ပီယံတွေကကွမ်ချီကိုဖမ်းဆီးနိုင်ခဲ့ပြီးဆုံးရှုံးခဲ့ရတဲ့ရဲဘော်တွေကိုပြန်လည်အသက်သွင်းဖို့ပြင်ဆင်လိုက်ကြပါတော့တယ်။